ခဲ့ကြသည်ဤစကားကိုကြားသောအခါအကိုကြီးသည်ဒေါသထွက်ကစိန်ခေါ်မှုကိုချက်ချင်းလက်ခံခဲ့သည်ပြိုင်ဘက်ကအမွှေးတိုင်၃ချောင်းကိုမြေပြင်တွင်စိုက်ထူကအမွှေးတိုင်မကုန်မီလူတိုင်းကိုအနိုင်ယူမီဟုမာနာကြီးစွာကြေညာခဲ့သည်တပည့်များဒေါသထွက်ကြပြီးတပည့်တဦးကရှေ့သို့ဥစွာပြေးထွက်သွားခဲ့သည်လူတိုင်းကသူ၏ရဲစွမ်းတတိကိုချီးကျူးအားပေးကြပြီးသူအနိုင်ရမည်ဟုယုံကြည်ခဲ့ကြသည်သို့သောအရက်သမားကသူရှုံးမည်ဟုခေါင်းခါခဲ့သည်အမှန်ပင်ပြိုင်ဘက်ကတပည့်၏လက်ကိုဖမ်းဆုပ်လိုက်ရာအားနည်းငယ်ဖြင့်သူ့ကိုစင်ပေါ်မှလွှင့်ပစ်လိုက်သည်လူတိုင်းအားတင်သွားခဲ့ကြသည်ခေါင်း၏ဂုံတိတ်ခါကိုပြန်လည်ရယူရန်အတွက်အကြီးဆုံးတပည့်ကစိန်ခေါ်ရန်ဆုံးဖြတ်ခဲ့သည်စင်ပြင်ပတွင်အော်ဟစ်အားပေးတံများပြန်လည်ပြန့်လွင့်လာသည်အစပိုင်းတွင်နှစ်ဦးစလုံးသည်စွန့်ရည်ခြင်းတူညီနေတော်လဲပြိုင်ဘက်ကအကြီးဆုံးတပည့်၏အားနည်းချက်ကိုရင်းမြန်စွာရှာတွေ့ခဲ့သည်သူသည်အကိုကြီး၏လက်မောင်းကိုဖမ်းဆုပ်ပြီးတိုက်ခိုက်မှုကိုတားဆီးခဲ့သည်နာကျင်မှုကြောင့်အကိုကြီးသည်ဆက်တိုက်အော်ဟစ်ခဲ့ရသည်ပြိုင်ဘက်ကအဆုံးသက်ထိုးနှက်ချက်ကိုထိုးရန်ပြင်ဆင်နေချိန်တွင်အရက်သမား၏ဇနီးသည်သူမိအကိုကိုကယ်တင်ရန်ရုတ်တရက်ပြေးထွက်လာခဲ့သည်သို့သောသူမသည်ပြိုင်ဘက်ကိုအနိုင်ယူနိုင်မည်မဟုတ်ကြောင်းသိသောကြောင့်ဒူးထောက်ကသူမိအကိုကိုလွတ်ပေးရန်တောင်းပန်ခဲ့သည်ပြိုင်ဘက်ကသူမအားအရက်သမားနှင့်ကွာရှင်းပြီးသူ့ကိုလက်ထပ်ရန်တောင်းဆိုခဲ့သည်အမျိုးသမီးကပြက်ပြက်သားသားညှင်းဆိုခဲ့သည်ပြိုင်ဘက်သည်တွေးဝေခြင်းမရှိရဲသူမကိုအရက်သမားနှင့်ဆက်ဆံရေးဖြတ်တောက်ရန်ဖိအားပေးခဲ့ပြီးထိုရက်သမားဘက်သို့လက်သီးဖြင့်ထိုးခဲ့သည်အမျိုးသမီးသည်ထရက်ကခင်ပွန်းကိုကာကွယ်ရန်ကြားဝင်ခဲ့တော်လဲဒဏ်ရာပြင်းထန်စွာရရှိပြီးမြေပေါ်သို့လဲကျသွားခဲ့သည်ဇနီးသည်ပြင်းထန်စွာဒဏ်ရာရရှိလျက်မြေပြင်ပေါ်လဲကျနေသည်ကိုမြင်သောအခါအရက်သမားသည်သူ၏ကိုယ်ပိုင်လက္ခဏာကိုဆက်လက်ဖုံးကွယ်ထားလိုခြင်းမရှိတော့ပေသူသည်ပြိုင်ဘက်ကိုကြီးမားသောတန်မိုးတစ်ခုပေးဆက်စေမည်ဟုကြိမ်ဆိုခဲ့သည်